အမွေလူတဲ့ညီမတခါတော့ကရွာငယ်လေးတယောက်မှာဖွေးစိန်နဲ့နွေနွေဆိုတဲ့ညီမနှစ်ယောက်နေထိုင်ကြပါတယ်။ဖခင်ဖြစ်သူကွယ်လွန်သွားပြီးရဲ့နောက်မှာတော့ညီမနှစ်ယောက်ဟာအမွေပစ္စည်းကိစ္စနဲ့စိတ်သဘောထားမတိုက်ဆိုင်ကြတော့ပဲအိမ်နဲ့အိမ်ခွဲပြီးနေထိုင်လာကြပါတယ်။ခွဲနေကြပေမဲ့လည်းသူတို့နှစ်ယောက်ရဲ့ရံပွဲတွေကတော့မပြီးဆုံးနိုင်သေးပါဘူး။တနေ့မနက်မှာတော့ဟဲ့နွေနွေနေမဲ့အကုန်သိရဲဆိုပြီးငါ့ကိုလာမငင်းနဲ့နော်။ငါ့အပေါ်ခြေထောက်တင်ပြီးစကားပြောတာမကြိုက်ဘူး။အမကလည်းဘာဖြစ်နေရလဲ။ကျမကိုပဲအမြဲတမ်းအပြစ်တင်နေတာ။ကျမလည်းမခံနိုင်တော့ဘူးနော်။ဘာပြောတယ်။ငါနေ့ကိုအမြဲအပြစ်တင်နေဟုတ်လား။ဟုတ်တယ်။အမကကျမဘာလို့အပြစ်ရှာနေရပဲ။အေးငါရှက်နေသွားစမ်း။မဟုတ်ရင်ငါစိတ်ဆိုးတော့မယ်။ဒီလိုနဲ့ညီမနှစ်ယောက်ဟာနေတိုင်းလိုရန်ဖြစ်နေကြပါတယ်။တနေ့မှာတော့သူတို့နှစ်ယောက်ကြားမှာပုံမကြီးမားတဲ့ပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ်။မနေ့စောစောမှာဖွေးစင်ဟာသူ့အိမ်ရှိကိုထွက်လာရင်ထူးဆန်းတဲ့အနံ့တစ်ခုရလာတယ်။ဟဲ့ဘာအနံ့ကြီးလဲဟဲ့။အိုးပုတ်စော်နေရပဲ။ဘယ်ကလာတာလဲ။အနံ့ကိုလိုက်ရှာကြည့်လိုက်တော့သူမအိမ်ရှိမှာပဇွန်ကုန်တွေအများကြီးလွှင့်ပစ်ထားတာကိုတွေ့လိုက်ရတယ်။ဟဲ့ဒါတွေဘသူလာပစ်သွားတာလဲ။တေးကြတဲ့နွေနွေပဲဒီလိုလုပ်ကိုသူပဲလုံပါ။နွေနွေရေနွေနွေထွက်ခဲ့စမ်း။ဘာဖြစ်လို့လဲအမရဲ့မနဲ့အစော်ကြီးဘာလို့အော်နေရလဲဒီပစွန်ကုန်တွေကိုငါအိမ်ရှိမှလာပစ်တာနေမဟုတ်ဘူးလားဟာကျမဘာလို့ပြစ်ရမှာလဲကျမမှအလုံးမရှိလို့အမအိမ်ရှိပစွန်ကုန်လာပစ်နေရထင်နေရလားငါ့ကိုလိမ်မပြောနဲ့နော်ကျမကိုလိမ်နေလို့ဆွဆွဲနေရလားဟုတ်တယ်နေမဲလို့တာအဲ့ဒါဆိုမဟုတ်ဘူးဆိုတာတက်တည်ပြမယ်ကျမဦးထိန်မြိုင်စီသွားမယ်တရားမျှတမှုရအောင်တိုင်မယ်သွားငါလဲလိုက်မယ်ငါဘက်ကလည်းတိုင်မယ်အဲ့ဒီလိုနဲ့ညီမနှစ်ယောက်ဟာတယောက်ကိုတယောက်အပြစ်တင်ရင်ရွာတကြီးဦးထိမြိုင်အိမ်ကိုရောက်လာကြပါတယ်။ဦးထိမြိုင်ရေကျမတို့တရားမျှတအောင်ဆုံးဖြတ်ပေးပါအောင်။ကျမလည်းတရားမျှတမှုလိုချင်ပါတယ်ဦးထိမြိုင်။ဟဲ့မင်းတို့နှစ်ယောက်ကဘာဖြစ်ပြန်ကြတာလဲ။မနေ့တိုင်းလဲရံဖြစ်ညနေလဲရံဖြစ်နေ။တနေ့လောက်တောင်အေးကြကြမနေနိုင်ကြဘူးလား။ဦးထိမြိုင်ကျမအိမ်ရှိမှာပစွန်ကုန်တွေလာပစ်တာသူ့လက်ချက်ပါ။မဟုတ်ပါဘူးဦးထိမြိုင်ကျမကိုမတရားဆွဆွဲနေရပါတော်ပြီမင်းတို့နှစ်ယောက်ဘသူ့ကိုမှမယုံကြတော့ဘူးဆိုရင်နီလန်တစ်ခုပဲရှိတယ်ဘာနီလန်လဲဦးထိမြိုင်မင်းတို့နှစ်ယောက်အိမ်ရှိကြမှာနေရန်တစ်ခုစောက်ပေးမယ်ငါကုန်ကြစိမ့်နဲ့စောက်ပေးမယ်အဲ့ဒီနေရန်ပြီးသွားရင်တယောက်အိမ်ကိုတယောက်ဝင်စရာမလိုတော့ဘူးကောင်းတယ်ဦးထိမြိုင်ကောင်းတယ်ဆိုတာနင့်မြေဘက်မှာစောက်မယ်ဆိုရင်ပဲဘာလို့ကျမမြေဘက်မှာစောက်မှာလဲအမဘက်မှာစောက်ငါမြေကိုနည်းနည်းမှမထိနဲ့နော်တော်ကြတော့မြေတိုင်းတာပြီးပြီ73ချိန်တောင်တိုင်းပြီးပြီမင်းတို့နှစ်ယောက်ကတော့ဘာပဲလုပ်လို့ညင်းနေကြပဲဦးထိန်မြိုင်ဟာစိတ်ကုံသွားပေမဲ့ညီမနှစ်ယောက်ကြားကမုန်းတီးမှုကိုမဖြေရှင်းနိုင်သေးပါဘူးတနေ့ပြီးတနေ့ရံပွဲတွေဆက်ဖြစ်လာတာကြောင့်ဖွေးစိန်ဟာစိတ်ပင်ပန်းလာတယ်ဒီလိုနဲ့တော့မဖြစ်တော့ဘူးစိတ်အေးချမ်းဖို့တနေရာကိုသွားရမှဖြစ်မယ်အနီးနားဆရာတော်ကြီးရဲ့တရားစခန်းကိုသွားပြီးခဏနေမယ်အဲ့ဒီနေ့မှာပဲဖွေးစိန်ဟာခရီးထွက်ဖို့ပြင်ဆင်ပါတယ်အမဘယ်သွားမလို့လဲတိတ်ဖို့သွားတာသွားနောက်ထပ်ပြန်မလာနဲ့အေးနင်းစိတ်ထဲမှာအဲ့လိုဖြစ်စေချင်တာဆိုရင်လည်းဖြစ်ပါစေဒါပေမဲ့ငါပြောထားမယ်နော်နင်လိုချင်တဲ့အရာအမြဲတမ်းဖြစ်လာမှာမဟုတ်ဘူးဘာလို့ပြောတာလဲငါတစ်လလောက်ဆရာတော်ကြီးရဲ့တရားစခန်းကိုသွားမယ်သွားပါအမအဲ့ဒါအကောင်းဆုံးပဲဖွေးစိန်ဟာစိတ်မကောင်းဖြစ်ပေမဲ့ဘာမှပြန်မပြောတော့ပဲထွက်ခွာသွားခဲ့တယ်ဖွေးစိန်ထွက်သွားပြီးနောက်နွေနွေရအမရဲ့အိမ်ကိုကြည့်ရင်တဖြည်းဖြည်းလောဘတွေဝင်လာတယ်။အမကမရှိတော့ဘူးဆိုရင်ဒီအိမ်ကြီးကဘသူ့ပိုင်ဖြစ်မလဲ။နွေနွေရဲ့စိတ်ထဲမှာမကောင်းတဲ့အကြံတစ်ခုပေါ်လာတယ်။အမဒီအိမ်ကိုမပြန်လာနိုင်အောင်လုပ်လိုက်ရင်အိမ်နဲ့ပစ္စည်းတွေအကုန်လုံးငါလက်ထဲရောက်လာမှာပဲ။အဲဒီနောက်နွေနွေကအမဖွေးစိန်မရှိတော့ကြောင်းရွာထဲမှာအတိတ်ပဲလွယ်အောင်ပြောဆိုပါတော့တယ်။အချိန်တော်ကြာတဲ့အခါဦးထိန်မြိုင်ထံသွားပြီ။ဦးထိန်မြိုင်ရေကျမအမမရှိတော့ပါဘူး။အမရဲ့နောက်ဆုံးအခမ်းအနားကိုကျမအိမ်မှာပဲလှုပ်ချင်ပါတယ်။မင်းအမဘာဖြစ်တာလဲ။ရုတ်တရက်ကွယ်လွန်သွားတာပါ။ကျမမှာငွေလည်းမရှိတော့အခက်အခဲဖြစ်နေရပါ။အဲ့ဒါဆိုဘယ်လောက်လိုလဲ။အနည်းဆုံးငွေ9000လောက်တော့လိုပါတယ်။ကဲဒီမှာယူ။ဦးထိန်မြိုင်ကနွေနွေကိုငွေကူညီပေးလိုက်တယ်။နွေနွေကအဲ့ဒီခွင့်ရေးကိုအသုံးချပြီးဖွေးစိန်ရဲ့အိမ်ထဲဝင်ရောက်နိုင်ဖို့ခွင့်တောင်းလိုက်တယ်။ဦးထိန်မြိုင်အမအိမ်ထဲမှာပဲနောက်ဆုံးအခမ်းအနားလုပ်ချင်လို့
အိမ်ထဲဝင်ပြုတ်ပါအောင်ကောင်းပြီတွားလို့ပါနွေနွေရစိတ်ထဲမှာတော့အလွန်ပျော်နေရဲ့ငါစီစဉ်ထားတဲ့အတိုင်းဖြစ်လာပြီအခုဆိုအမရဲ့အိမ်ပစ္စည်းနဲ့အမွေတွေအကုန်လုံးငါလက်ထဲရောက်လာပြီဒါပေမဲ့နွေနွေမသိသေးတဲ့အရာတခုရှိပါတယ်ဖွေးစင်ရတကယ်မသိခဲ့ပါဘူးတရားစခန်းမှာနေပြီးစရက်ခန့်အကြာမှာအိမ်ကိုပြန်လာခဲ့တယ်။အိုးဘလောက်ကြာပြီလဲ။ကို့အိမ်မှာမအိပ်ရတာ။ဒီနေ့တော့အိမ်ရောက်ပြီ။အိမ်ရောက်ရင်ထမင်းနဲ့ဟင်းချက်ပြီးတော့စိတ်အိမ်နဲ့အိပ်တော့မယ်။လမ်းမှာစောက်လို့ရလုံနေတဲ့အတွက်ဖွေးစင်ရလမ်းဟောင်းကိုမသွားနိုင်ပဲလမ်းတစ်ဖက်ကနေပတ်သွားရတယ်။ဟာငါအဝိစားတွေပါရှုံ့နေပေးကုန်ပြီ။ညမောင်ထဲမှာဖွေးစင်ရမိအိမ်တစ်လုံးကင်ပြီးလမ်းလျှောက်လာခဲ့တယ်။အဲ့ဒီအချိန်မှာမောင်လာတောင်းနဲ့တွေ့တယ်။အကိုကြီးမိအိမ်လေးခဏထုံးပေးပါအောင်ဟမ်အမလေးဘသူလဲတရေမဟုတ်ပါဘူးရှင်ကျမဖွေးစိန်ပါဖွေးစိန်ဟာမင်းကတေသွားပြီလို့ကြားထားတာလေဘသူကအဲ့လိုပြောတာလဲမင်းညီမနွေးနွေးကပြောတာပေါ့မောင်လာသားဟောင်အံ့ဩသွားပြီးရွာထဲကိုအမြန်ပြန်ပြေးသွားတယ်ရွာသားတွေဖွေးစိန်တရေကိုတွေ့ခဲ့တယ်ဟုတ်တယ်ကျမမှတေသွားတာပါအခုတရေဖြစ်ပြီးတော့ပြန်လာနေမှာနွေနွေးကအခွင့်အရေးကိုအသုံးချပြီးရွာသားတွေကိုမိရှူးတိုင်တွေကင်ခိုင်းကဖွေးစိန်နောက်ကိုလိုက်စီရင်ဖွေးစိန်ကတော့ဘာတွေဖြစ်နေမှန်းမသိပါဘူး။ဘာဖြစ်လို့ရွာသားတွေကငါနောက်ကိုလိုက်လာကြရလဲ။အမရေအမတေးပြီးပြီလေဒီလောကကြီးကိုစွန့်လွတ်ပါတော့မနေ့ပြန်အမရဲ့နောက်ဆုံးအခမ်းအနားလုပ်ပေးမယ်။ဘာတွေပြောနေရလဲ။ငါမသိဘူးငါအသက်ရှင်နေရအမပြေးတော့မပြေးရင်ရွာသားတွေကတရေထမီမိရှုပစ်ကြလိမ့်မယ်။နေဘာလုပ်နေရလဲနွေအမပြေးပါတော့ဖွေးစင်ရအခြေအနေကိုနားမလည်နိုင်သေးပေမဲ့မိမိအသက်အန္တရာယ်ဖြစ်လာနိုင်တာကြောင့်အဲ့နေရာကနေအမြန်ထွက်ပြေးခဲ့တယ်။ညနေတဲ့အချိန်မှာဖွေးစင်ရမိမိအိမ်ကြီးကိုလျှို့ဝှက်စွာနဲ့ပြန်လာခဲ့တယ်။အိမ်ထဲမှာတော့နွေနွေတယောက်တည်းရှိနေရဲ့။အမကိုတရေထအောင်လုပ်လိုက်တာတကယ်အောင်မြင်သွားတယ်။ဦးထိတ်မြန်ရလေတန်တရားမရှိဘူး။အခုဒီအိမ်ကြီးကငါအပိုင်ပဲ။အဲ့ဒီစကားတွေကိုဖွေးစိန်ကအပြင်ကနေကြားလိုက်တယ်။အဲ့ဒီအချိန်မှာပဲသူမအရာအလုံးကိုနားလေသွားခဲ့တယ်။နင်ကဒီလိုလုပ်တာကိုအခုတော့ငါလဲနေကိုနင့်နင်းနေပဲအမှန်တရားပြောင်းလုပ်ရတော့မယ်။ဖွေးစိန်ဟာညအချိန်မှာဦးထိတ်မြိုင်အိမ်ကိုသွားပြီးအပြင်ကနေအတန်ပေးလိုက်တယ်။ဦးထိတ်မြိုင်ကျမတန်ကြားရလား။ဘသူလဲ။ညာကြီးချိန်ဘသူလဲ။ကျမဖွေးစိန်ပါ။ဖွေးစိန်မင်းကတေသွားပြီလေဟုတ်တယ်လူတွေကကျမတေပြီလို့ထင်နေကြတာဒါကြောင့်တရေပွားနေပဲဦးထိတ်မြိုင်စီကိုလာရတာပါဘာဖြစ်လို့လဲကျမအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုတိမ့်ပိုက်ချင်လို့နွေနွေကကျမကိုတေပြီလို့လိန်ပြောခဲ့ရပါဟမ်ဘာကျမရဲ့အမှန်တရားကိုဖော်ထုတ်ပေးပါမဟုတ်ရင်ဒီအမှုကိုမဖြေရှင်းပေးသေးကျမမကျေနပ်နိုင်ဘူးမဟုတ်ပါဘူးမင်းအတွက်တရားမျှတမှုရအောင်ငါကိုယ်တိုင်ဖြေရှင်းပေးမယ်နောက်တနေ့မနေ့မှာတော့ဦးထိတ်မြန်ဟာမောင်လာတောင်းတဲ့ရွာသားတချို့ကိုခေါ်ပြီးနွေနွေရဲ့အိမ်ကိုရောက်လာတယ်။ဦးထိတ်မြိုင်ဘာကိစ္စရှိလို့လဲ။မင်းအမကွယ်လွန်တာဘလို့ဖြစ်တာလဲ။အမကရုတ်တရက်ကွယ်လွန်သွားတာပါ။ဒါဆိုဘာလို့လူတွေကိုမခေါ်ပဲအားလုံးလှုပ်ဝက်ထားတာလဲ။ကျမဘာလို့အမရဲ့နောက်ဆုံးအခမ်းအနားကိုလေလူမသိအောင်လုပ်ဖို့ကြိုးစားတာလဲ။ကျမမသိပါဘူး။ဦးထိတ်မြိုင်ကျွန်တော်မနေ့ညဖွေးစင်ကိုကိုယ်တိုင်တွေ့ခဲ့ပါတယ်။ဘာနွေမင်းလိန်နာတွေအကုန်သိသွားပြီမဟုတ်ဘူးအဲ့ဒါတွေအကုန်လုံးမမှန်ဘူးအဲ့ဒီအချိန်မှာအိမ်နောက်ဖက်ကနေဖွေးစိန်ထွက်လာတယ်ဒါဆိုငါဘာတူလဲနွေအမနွေဟာအမဖွေးစိန်ကိုပြင်လိုက်ရတဲ့အချိန်မှာဘာမှပြောမထွက်တော့ပါဘူးငါမသေးသေးဘူးနွေငါတရားစခန်းကိုသွားတာဒါပေမဲ့နေကငါ့ကိုတေးပြီလို့လင်ပြီးငါအိမ်ရဲ့ပစ္စည်းတွေကိုသိမ်းကျင်ခဲ့တယ်အမကျမမှားသွားပါတယ်ငါတို့ကညီအမတွေပဲအမွေပစ္စည်းအနှဲငယ်တွေဒီလောက်ထိမုန်းတီးဖို့လို့လားအမကျမကိုခွင့်လွတ်ပါလောဘကြောင့်အမားကြီးတစ်ခုလုံးမိသွားပါတယ်နွေလူတယောက်ရဲ့ပိုင်ဆိုင်မှုကိုလိုချင်တာနဲ့ဒီလိုလိန်ညာတာဟာအလွန်ကြီးမားတဲ့အမှားပဲအခုမင်းအမကိုရိုးသားသားတောင်းပန်ရမယ်အမကျမကိုခွင့်လွတ်ပေးပါနော်နောက်ထပ်ဘရောမှဒီလိုမလုပ်တော့ပါဘူးငါလည်းနေကိုခွင့်လွတ်တယ်ငါတို့နှစ်ယောက်ရန်ဖြစ်နေတာတွေကိုဒီနေ့ကစပြီးရလိုက်ကြရအောင်ဟုတ်တယ်မကျမတို့အတူတူနေကြမယ်တယောက်ကိုတယောက်အားပေးပြီးဘဝကိုဖျက်ဆီးကြမယ်နော်အဲ့ဒါမှမှန်တာပေါ့
အိမ်ချမ်းမြေအမွေပစ္စည်းဆိုတာလူဘဝတဲ့ပိုတမိုးမရှိဘူးညီမအချင်းချင်းချစ်ခင်စီလုံးနိုင်တာကသာတကယ်အမွေပါဟုတ်တယ်ဦးထေမြိုင်ဒီရွာမှာသူတို့နှစ်ယောက်နေတိုင်းရန်ဖြစ်နေရကြောင်းရွာသားတွေပါစိတ်ပင်ပန်းခဲ့ရတာအခုတော့အားလုံးအေးချမ်းသွားပြီပေါ့ဒီလိုနဲ့ဖွေးစိန်နဲ့နွေနွေတို့ညီမနှစ်ယောက်ဟာအရင်ကအညိုတေးတွေကိုမေ့ပစ်ပြီးပြန်လည်တင်းမြတ်သွားကြပါတယ်နွေနွေကလည်းမိမိရဲ့လောဘကြောင့်ဘလောက်ကြီးမာတဲ့အမားကိုလုံမိခဲ့တယ်လဲဆိုတာနားလေသွားတယ်ဖွေးစိန်ကလည်းညီမဖြစ်သူကိုစိတ်မနာတော့ပဲခွင့်လွှတ်ပေးခဲ့တယ်အဲဒီနောက်မှာတော့ညီမနှစ်ယောက်ဟာတယောက်ကိုတယောက်ကူညီရင်းနဲ့အေးချမ်းစွာနေထိုင်သွားကြပါတယ်ဒီဇလန်းကပေးချင်တဲ့သင်ခန်းစာကတော့လောဘကြောင့်ရရှိလာတဲ့အရာဟာပျော်ရွှင်မှုကိုမပေးနိုင်ပါဘူးအမွေပစ္စည်းတွေတဲ့ညီကိုမောင်နှမအချင်းချင်းချစ်ခင်စီလုံးမှုကပိုတန်မိုးရှိပါတယ်သူတရားကိုအပြစ်မတင်ခင်အမှန်တရားကိုအရင်ရှာဖွေသင့်ပါတယ်ဒီလိုနဲ့ညီမနှစ်ယောက်ရဲ့ရံပွဲတွေအဆုံးသတ်ပြီးရွာလေးထဲမှာလေအရင်ကထက်ပုံမိုအေးချမ်းသွားခဲ့ပါရရှင်ကေပုံမြင့် channel လေးကိုလည်း like လေးနှိပ်ပြီးတော့ comment လေးရေးနဲ့အားပေးခဲ့ပါအောင်နော် subscribe လေးမနှိပ်ရသေးဘူးဆိုရင်တော့နှိပ်ပေးကြပါအောင်ရှင်အဆုံးထိကြည့်ရှုနားဆင်ပြီးလို့ကျေးဇူးထူးပဲတင်ပါတယ်ကျမ်းမာချမ်းသာပေးကင်ကြပါစေရှင်